မင်္ဂလာပါဒီနေ့မှာတော့ဗောနော်အမေအိမ်ကိုအလဲသွားမယ်ကျောင်းသူလေးအကြောင်းဒီဆိုင်ပေးသွားမှာဖြစ်ပါတယ်အဲဆို let's go သွားလိုက်ကြအောင်ခရူခရဟာငါဒီနေ့ငါအမေကိုအိမ်ကိုအလဲသွားရမှာဆိုတော့ငါရေစောစောလေးချိုးရမယ်ဒီနွေးနွေးလေးမောင်းထားဆိုတော့မနေညာလေကဲဟိုအဲ့ဒီလေးထွက်လိုက်အောင်မယ်လဲချူပြီးသွားဆိုတော့ငါစပင်းကိုကောင်းစီစပင်းကိုချလိုက်အောင်မယ်စပင်းနဲ့ချပြီးသွားဆိုတော့ငါဒီချူမယ်ကဲငါဒီနေ့ခေါင်းလျှော်ရမယ်ဒါမှငါစပင်းလေးကအမေတို့အိမ်ရောက်ရင်တန့်ပြန့်နေမှာပြီးတော့စပင်းဖြောင်းဖြောင်းလေးဒီနေ့ချူပြီးသွားဆိုတော့ကငါအဝတ်စားလဲလိုက်ပါအောင်မလေးကဲဝတ်စားလဲလဲမယ်ဝတ်စားလဲလဲပြီးတော့ဆိုတော့ကငါစစုံလေးတွားထုံးလာအောင်မယ်ငါခန်းနဲ့လည်းရောက်ပြီပြီးတော့စစုံလေးထုံးလိုက်ပါအောင်မလေးတုံးလဲထိုးပြီးတော့ဆိုတော့ငါအထုပ်ပိုးကြီးပြင်ဆင်လာအောင်မယ်ထုတ်တဲ့အေးလေပြင်ဆင်ပြီးသွားပြီဆိုတော့ငါစူပါမားကတ်ကိုသွားပြီးတော့အမေအတွက်မုံလေးခောက်ဆဲဘူးလေးဝယ်ရမယ်ငါကြောင့်မလေးကဘာလို့နေရလဲမသိဘူးသူ့ကိုပါခေါ်လိုက်ပါမယ်ငါကြောင့်လေးလားကဲခုတော့ငါသွားမယ်ကားလေးလေးရောက်ပြီအဲ့ဆိုရင်ငါဈေးဆိုင်ကိုသွားမယ်ဈေးဆိုင်ကလည်းတိတ်မဝေးဘူးဆိုတော့ငါသွားရတာမြန်ပါတယ်နားနေရောက်တော့မယ်ကဲခုနလေးကြရင်ရောက်တော့မယ်ကဲရောက်ပြီလာကြောင်လေးရတော့ဆွေးမလားမသိထားလိုက်ပါကဲဟုတ်ကဲ့အမမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဟိုလေးကျမဒီလေးမုံလေးဝယ်ချင်လို့ဟုတ်ကဲ့ဟိုဘက်မှာရှိပါတယ်ရှင်ဟုတ်ကဲ့ပါကဲဒီမှာခောက်ဆွဲဘူးကသုံးမှုဝယ်လိုက်မယ်ပြီးရင်အမေအတွက်နွားနို့လည်းသုံးဘူးပြီးရင်ပူတင်းကကြတစ်ခုပြီးရင်ဆူရှီကနှစ်ခုပြီးတော့ဒီဘက်မှာစီနှစ်ဘူးပြီးရင်အမေအတွက်သတင်းစာလေးကတစ်ထုပ်တစ်ခုရေခဲမုံတောင်စားနေရေခဲမုံလေးကနှစ်ခုငါကြောင်လေးအတွက်ကျောင်းသားဝယ်ရအောင်မယ်ညီမဟိုလေးကျောင်းစားဘယ်နားလေးမှာထားလဲမသိဘူးကျောင်းစားဟိုဘက်မှာပါရှင်ဟုတ်ကဲ့အဲ့ဆိုယူလာမယ်နော်ကျောင်းစားဒီမှာကဲယူလိုက်ပါဦးမယ်ကဲယူပြီးတော့ဆိုတော့ဒီညီမလေးကိုထုတ်ခိုင်းလိုက်အောင်မယ်ညီမလေးဘယ်လောက်ကြာလဲမသိဘူးလေးဈေးနှုန်းပတ်စံကြလောက်ကြမယ်1000ခွဲလောက်ကြမယ်ရှင်ဟုတ်ကဲ့အဲ့ဆိုအမကိုထုတ်ပေးပါအောင်နော်ဟုတ်ကဲ့ရပါရှင်ဟုတ်ကဲ့ကျေးဇူးပါနော်ကဲငါသွားမယ်ကဲခုတော့အမေရဲ့အိမ်ကိုသွားရမယ်အမေအိမ်ကနည်းနည်းတော့ဝေးရယ်အားကြောင့်ငါနည်းနည်းတော့ကြာမှာစနစ်ထိုးလောက်မှရောက်မှထင်တယ်ငါအထင်တော့ခုနလေးဆိုရောက်တော့မယ်ကဲဒီထဲတွင်းကိုရလောက်ပါတယ်ဒါမှတွန်းလိုက်ပါမယ်ဒီနားလေးတွန်းလိုက်မယ်ကဲအမေပဲပြောင်းနေလဲမသိအမေစီသွားမယ်ကဲကြောင်လေးကတော့ကားပေါ်မှာနေခဲ့ပါလားမသိလိုက်လာတဲ့ဟာသူ့ကငါချီးပြီးတော့အိမ်ထဲကိုပို့ရမယ်ကြောင်လေးကိုဒီနားလေးထားလိုက်မယ်
အမေကိုလိုက်ရှာလိုက်မှာအမေအမေအပေါ်ထဲမှာလားမသိအော်လမ်းလျှောက်နေမှာအမေအော်ဟိုမှာအမေအေးသမီးသမီးကလည်းမပြောမဆိုနဲ့ရောက်လာရဲ့အမေကိုမပြောဘဲနဲ့အမေကလည်းသမီးကပို့ပြီးတော့ surprise ဖြစ်သွားအောင်လို့လေအမေကိုပြောပဲနေလိုက်တာပြီးတော့အမေအတွက်လေခောက်ဆွဲပူးတွေရောသတင်းစာတွေရောပါတယ်နော်အဲ့ဆိုရင်အမေတို့အိမ်ထဲသွားကြမယ်လीနော်သမီးလည်းပင်ပန်းနေမှာပေါ့ဟုတ်ကဲ့အဲ့ဆိုအမေသမီးတို့သွားကြမယ်အေးမေသမီးတို့ဒီလေအမေကိုသမီးလွမ်းနေရကြားလာတော့အခုမှသမီးကြောင်းပိတ်ရဲ့တုံးလေးကြောင်း3လပိတ်တုံးလေးအမေစီကိုသမီးလာတာအမေရဲ့ဟုတ်လားသမီးကလည်းဟုတ်ပါမကြည့်သူရဲ့ဟုတ်လားသမီးရဲ့အဲ့ဆိုအမေသမီးအတွက်ဟင်းနေချက်လိုက်အောင်မနော်ရတယ်မချက်နဲ့သမီးဒီမှာခောက်ဆွဲပါလာလေမအဲ့ဒါအတင်စားခောက်ဆွဲအဲ့ကြောင့်အဲ့ဆိုလေသမီးလေအပေါ်ထက်ကိုတွားပြီးတော့အထုပ်တွေချလိုက်ဒီမှာခဏလေးဟိုလည်းရောက်ပြီးဆိုတော့ငါအထုပ်တွေထားလိုက်အထုပ်တွေလည်းထားပြီးတော့ဆိုတော့အထက်ကိုဆင်းနိုင်အောင်မယ်မောင်လည်းစားပြီးဆိုတော့သမီးကိုညနေဆောင်ပြီးပြီညနေလည်းဆောင်ပြီးသမီးတို့အဲ့ဆိုအိတ်ကြမယ်နော်အမေလေးကတော့ဒီလောက်ပါရဲ့အားလုံးကိုကြည့်ရှုပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာဆာကူရာပုံမြင်လေးတွေကြည့်ချင်နော် like subscribe လုပ်ဖို့မမေ့ပါနဲ့အားလုံးပဲတက်တာပါ